အုံနောက်ကညံမဟုတ်ဘူးနော်လူတိုင်းအုံနောက်ရှိတယ်ညံလူတိုင်းမရှိဘူးလူချင်းပတ်စံမရှိဘူးလို့ပြောရင်အဲ့ဒါပတ်စံမရှိတာမဟုတ်ဘူးပတ်စံရှာဖို့ idea မရှိဘူးပတ်စံရှာဖို့ idea မရှိဘူးဒါတော့ညံဒီတချို့လူတွေကဘဝတုဒ္ဒအရမ်းများတယ်ရက်ကွက်ထဲမှာဘဝတုဒ္ဒဟင်းလေးကိုဒါပေမဲ့မတွေးဘူးသိလားမသိသူဘဝတုဒ္ဒ fact ပဲရှိတယ်လေကျွန်တော်တို့က reset မထွက်ဘူးတခါတချို့လူတွေကြောက်တော့အရန်တွေးတာပဲလုံလောက်တဲ့ဘဝတုဒ္ဒကိုမဖြည့်စည်းဘူးမလေ့လာဘူးပေါ့နော်ဟောပြောပွဲမတက်ဘူးစာမဖတ်ဘူးသူတွေ့ချင်တာပဲတွေးတယ် round concept တွေဖြစ်လာကျွန်တော်တို့ကဒါတခါတော့တမတ်ကိုရောက်ခမသဘောကျပြီလက်ထပ်ပေးလိုက်တယ်အမီးနဲ့ဘာဖြစ်လို့လဲဆိုတော့တမတ်ကတွေ့တိုင်းမှာသူကမေးစီလေးကိုပွတ်တော့ဂွင်ကြီးကြီးတော့ရှိမယ်ဂွင်ကြီးကြီးဖင်ခုတ်ထိုင်လာတယ်လက်ထပ်ပြီးနေ့လောက်လဲကြားတယ်ဒီတမတ်ကမေးစီပဲထိုင်ပွတ်တယ်သားမင်းလောက်တော့လေမင်းဘာအတွေးခေါ်များရှိလဲမင်းဘာတွေများ plan ရှိလဲဟောပါအဖေးတဲ့ကျွန်တော်ကဒီမုတ်စိတ်နဲ့မုတ်စိတ်မွေးနဲ့သပင်နဲ့တစ်ဆက်တည်းဟုတ်မဟုတ်စဉ်းစားနေတာပါတော့ကျွန်တော်တို့စဉ်းစားနေုံနဲ့လည်းမရဘူးငွေရှာတဲ့ပညာတက်သွားရင်စောက်ရမ်းမိုက်တော့ကွာအထူးသဖြင့်အကိုကအဲ့ဒီပညာကိုလူငယ်တွေကိုတက်စေချင်တယ်မင်းတို့အမြဲတမ်းညင်းနေကြငွေရှာရတာမလွယ်ငွေရှာရတာခက်တယ်ငွေရှာရတာပင်ပန်းလိုက်တာနဲ့အဲ့ဒီပညာတက်သွားရင်ငွေရှာရတာစောက်ရမ်းလွယ်သွားလိမ့်မယ်အခြေခံတစ်ချက်တည်းပဲမဲမှာရှိတဲ့ပစ္စည်းတိုင်းကိုမင်းရောင်းနိုင်ပြီဆိုတာနဲ့မင်းအဲ့ဒီပညာတက်သွားပြီ Wolf of Wall Street တွေက Sell Me This Man ဆိုရင်ကြည်ဘူးတဲ့သူတိုင်းသိမှာပါလီယိုနာဒိုပြောတဲ့စကား